네가 사이코패스 살인마라고? 그래. 너 미쳤어? 그렇게 속이고 센 척하면서 편하게 지내고 있었구나. 넌 그때랑 변한 게 없네? 죽고 싶어? 아니, 죽이고 싶어. နေကောင်းကြရလားဗျာပြီးခဲ့တဲ့အပိုင်းမှာကျွန်တော်တို့ရဲ့ဇက်လိုက်ရီဂျေးတယောက်ဂိုင်းစတာဘဝနဲ့တစ္ဆာဖောက်ခိုင်းရပြီးတေဆုံးခဲ့တာကိုမှတ်မိကြအောင်ပါအခုဆိုရင်သူဟာ၄ချိန်တိုင်တိုင်တေးပြီးပါပြီဒါပေမဲ့တေမင်းရဲ့အလိုမကျမှုတွေကတော့အဆုံးမရှိသေးပါဘူးဒီတစ်ခါမှာတော့ရီဂျေးဟာလူလောကရဲ့အမောင်ဆုံးနေရာဖြစ်တဲ့အကျဉ်းထောင်ထဲကိုရောက်သွားမှာပါအဖြစ်မဲ့တဲ့လူကလူသက်သမားအဖြစ်ဘလို့အသက်ရှင်ရမလဲပြီးတော့ဒီဇလန်ရဲ့တကယ်ဆိုးသွားတဲ့လူသက်သမားအစ်ကဘသူလဲဆိုတာဒီအပိုင်းမှာစတင်ပေါ်ပေါက်လာတော့မှာပါ။ EJ မျက်စိပွင့်လာတဲ့အချိန်မှာတော့သူဟာအချွတ်ခန်းထဲရောက်နေပါတယ်။ဒီတစ်ခါသူဝင်စားရတဲ့သူကတော့ MMA ကစားသမားလောင်းချိုတေးဆန်းပါ။တေးဆန်းဟာငွေကြီးအရန်ခက်ခဲနေလို့တထေးသားတယောက်ရဲ့ကားတိုက်မှုကိုစားအပိတ်ခံယူပြီးထောင်ထဲဝင်လာရသူဖြစ်ပါတယ်။ထောင်ထဲရောက်တဲ့အခါမှာတော့ EJ ဟာအရင်ဘဝက Green Star စီကရတဲ့တိုက်ခိုက်ရေးပညာတွေ MMA ကျွမ်းကျင်မှုတွေကိုတုံးပြီးထောင်ထဲကလူမိုက်တွေကိုပညာပေးပါတော့တယ်။သူဟာထောင်ထဲမှာအေးအေးဆေးဆေးနေပြီးလွတ်ရက်စေရင်အပြင်မှာရှိတဲ့ပတ်စံတွေကိုယူပြီးအေးအေးဆေးဆေးရှင်သန်မယ်လို့စိတ်ကူးထားတာပါ။ဒါပေမဲ့အဲ့ဒီမှာသူမမျှော်လင့်ထားတဲ့လူတစ်ယောက်နဲ့တွေ့ပါတယ်။အဲ့ဒါကတော့ episode 2တုန်းကသူဝင်စားခဲ့တဲ့ចောင်းသားလေးဟျုတ်စုကိုတတ်ခဲ့တဲ့လီဂျင်ဆန်းပါပဲ။ EJ ဟာသူ့ကိုတတ်ခဲ့တဲ့လူသက်သမားကိုလက်စားချီဖို့အခွင့်အရေးရသွားပြီးဂျင်ဆန်းကိုထောင်ထဲမှာမှတ်လောက်သားလောက်အောင်သင်ခန်းစာပေးလိုက်ပါတယ်။ဒေဆန်ရစ်ကြီးဟာထောင်ကလွတ်ခါနီးမှာပြဿနာတစ်ခုတက်ပါတယ်။အပြင်ကလူသက်သမားအစ်စ်တထေးသားကသူ့ကိုထောင်ထဲမှာတင်အသေးဖြောက်ကိုလူလွတ်လိုက်တာပါ။တကယ်တော့ဒေဆန်ကိုအပြစ်ခံခိုင်းတဲ့သူဟာတိုင်ကန် group ရဲ့အကြီးဆုံးသားပတ်တယ်ဘူးဖြစ်နေတာကိုရစ်ကြီးစကြင်ရိပ်မိလာပါတယ်။ထောင်ထဲမှာတင်အသက်ခံရမယ့်အရေးကနေတီးတီးလေးလွတ်မြောက်ခဲ့ပြီးသူထောင်ကနေလွတ်လာခဲ့ပါတယ်။အပြင်ရောက်တော့တေဆန်ရဲ့အမေကိုတွားတွေ့ပြီးအခြေအနေတွေအဆင်ပြေနေပြီလို့ထင်ရပေမဲ့မမျှော်လင့်ပဲတေဆန်ရဲ့တငယ်ချင်းဖြစ်သူကသူ့ကိုဓာတ်နဲ့ရက်ဆက်ဆက်ထိုးတက်လိုက်ပါတယ်။တကယ်တော့အပြင်ကတထေးသားလူသက်သမားကတေဆန်ရဲ့တငယ်ချင်းကိုပတ်စံပေးပြီးခိုင်းစေခဲ့တာပါ။ဒီလိုနဲ့ပဲရည်ကြီးတယောက်၅ချိန်မြောက်တေဆုံးခြင်းကိုနာကျင်စွာခံစားလိုက်ရပြန်ပါတယ်။တေမင်းရှိပြန်ရောက်တဲ့အခါမှာတော့ရီဂျေကငါ့ကိုဘာလို့ဒီလောက်တောင်နှိပ်စက်နေတာလဲဆိုပြီးငိုယိုတောင်းပန်ပါတယ်။ဒါပေမဲ့တေမင်းကသူ့ကိုနောက်ထပ်ကိုယ်တည်းထပ်ထိတ်လိုက်ပြန်တယ်။ဒီတစ်ခါမှာတော့သူဟာစကားတော်မပြောနိုင်သေးတဲ့ငေါလာသားအရွယ်ကလေးငယ်လေးထင်နေပါတယ်။ဒီဘဝကတော့ဇလန်းတွဲတစ်ခုလုံးမှာစိတ်မကောင်းစရာအကောင်ဆုံးပါပဲ။ဒီကလေးလေးရဲ့မိဘတွေဟာကလေးကိုဂယုမစိုက်တဲ့အဖြစ်နှိပ်စက်ကြပါတယ်။နောက်ဆုံးမှာတော့ကိုမခုခံနိုင်တဲ့ကလေးငယ်လေးဘဝနဲ့မိဘတွေရဲ့လက်ချက်ကြောင့်ပဲ6ချိန်မြောက်အဖြစ်ရက်ဆက်ဆက်တေဆုံးခဲ့ရပါတယ်။ဒီနေရာမှာရီဂျေဟာအသက်ရှင်ခြင်းဆိုတာဘလောက်တောင်တန်ဖိုးရှိလဲဆိုတာကိုရင်ထဲထီအောင်ခန်းစားလိုက်ရပါတော့တယ်။ Episode 3ရဲ့အဆုံးမှာတော့ရီဂျေဟာတေးချင်းတရားစီပြန်ရောက်သွားပြီးမင်းကငါ့ကိုကစားနေတာလားလို့ဒေါသတကြီးမေးခွန်းထုတ်ပါတယ်။ Death ကတော့အေးအေးဆေးဆေးပါပဲ။ဒါလားကစားပွဲလေလို့ပဲပြန်ပြောပါတယ်။ဒီ episode ကနေကျွန်တော်တို့သိလိုက်ရတာကအနိုင်ကျင့်တဲ့သူတွေကိုပြန်တိုက်ခိုက်နိုင်ပြီမဲ့ကိုယ့်ရဲ့ကံကြမ္မာနဲ့တေးချင်းတရားကိုတော့အလွယ်တကူကြော်လွှားလို့မရနိုင်ဘူးဆိုတာပါပဲကဲနောက်တစ်ခါမှရောရီဂျေဟာဘသူခန္ဓာကိုလည်းရောက်သွားအောင်မလဲပိုပြီးကြမ်းတမ်းတဲ့ဘဝတွေကဘာတွေဖြစ်မလဲဗီဒီယိုလေးကိုသဘောကျရင် like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့အောင်အဆုံးထိနားထောင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက် episode recap မှာပြန်တွေ့ကြမယ်